大家好，我是凯老师哈。老师今天生日录俾今天张雅丽咯，没必要食个龙年呢，不特别咯。张雅丽如果老师生日录俾什么呢？你在明年呢，比我们说，我的家有一个猫。老师个都没必要食个龙台咩？个老师你呀来嘛没懂喏。我的家有一个猫，这个是错。老师讲猫，早夜没必要食个龙啊，叫做只。我的家有一只猫，我的家有一只猫。俺也嘛长得高，是的，一路里头呢。那的苦噶，我有一个笔，他说笔所以我有一个笔所以俺嘛旁边的常识的，他们老师讲旁边也没必要是个龙啊，叫做只所谓的呢。我有一支笔，一路里头呢好。那的苦，你看这个衣服怎么样？明记上第。你为啥个不露你嘞？老师များတော့အပြင်အဝတ်အစားတွေကိုတုံးတယ်မပြစကလုံးကကြတော့ကြံဆိုပြီးတော့နော်你看这件衣服什么样မင်းကြည့်စမ်းဒီအဝတ်စားကဘလို့နေလဲအဲ့လိုလေးတုံးတယ်နော်နောက်တစ်ခုရဲ့မပြစကလုံးကစာအုပ်ရဲ့မပြစကလုံး老师ဘယ်လိုပြောလို့ရလဲဆိုရင်一个书老师လုံးမတုံးနော်一本书စာအုပ်ရဲ့မပြစကလုံးကကြတော့本波安版ဖြစ်တယ်နောက်တစ်ခုကကြတော့你走这个路ဆိုရင်မင်းဒီလမ်းကသွား不是老师ကလမ်းကိုတုံးချင်ရင်လမ်းနေရဲ့မပြစကလုံးကကြတော့跳ဖြစ်တယ်နော်你走这条路မင်းဒီလမ်းကနေသွားအဲ့လိုလေးတုံးတယ်နော်ဟာမရှာဆိုရင်ဒီနေ့ sharing လုပ်တာဒီနားမှာရက်လိုက်မယ်နော်မနေ့ပြန်ကြရင်老师ကအသေးစိတ်လေးရှင်းပြပေးသွားမယ်နော်အသေးစိတ်知ကိုဘယ်လိုတိရစ္ဆာန်တွေမှာသုံးလို့ရလဲနောက်တစ်ခု知အဲ့ဒါကတိရစ္ဆာန်မှာသုံးတဲ့知နောက်တစ်ခု知ဘောဘယ်မှာသုံးတဲ့知ကဘယ်လိုအရာဝတ္ထုတွေမှာသုံးလို့ရလဲနောက်တစ်ခုပန်ဆိုတာကဘယ်လိုနေရာတွေမှာသုံးလို့ရလဲနောက်တစ်ခုက跳ဆိုရင်လမ်းအပြင်ဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုတော့老师ထပ်ပြီးတော့ sharing လုပ်ပေးသွားမယ်နော်ဒီအပြင်老师 sharing နောက်ထပ် sharing လုပ်ပေးသွားမယ်ဗီဒီယိုလေးတွေကတော့အလုံးလျှောက်တဲ့နေရာမှာဘယ်လိုရှောက်ရမလဲကိုယ့်ရဲ့တတိနဲ့ဘယ်လိုစကားပြောရမလဲစားတော့ဆိုင်သွားတဲ့အခါမှာ老师ဘယ်လိုပြောပြီးတော့ဝယ်လို့ရလဲအဲ့လိုအကြောင်းအရာလေးတွေကို老师က sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်老师ရဲ့ page လေးကို like and share follow လေးလုပ်ဖို့မမေ့နဲ့နော်大家再见